လွန်ခဲ့သောနှစ်ပေါင်းထောင်ပေါင်းများစွာကစိုးဝဲမှုဟုအမည်ရသောအမျိုးသားတဦးသည်စမ်းကြဲသောလက်စွပ်တော်ဝါကွင်းကိုတွေ့ရှိခဲ့သည်ဟုကျွန်ုပ်တို့ကိုပြောပြခဲ့ကြသည်ထိုလက်စွပ်များသည်သူအားဖျားသခင်ကဲ့သို့ခွန်အားနှင့်ထာဝရအသက်ကိုပေးသနာသည့်အကောင်သောရှေးဟောင်းလက်နက်များဖြစ်ကြသည်သို့သောထိုစွမ်းအားများကိုပညာရှိစွာအသုံးပြုမည့်အစားသူသည်ပုံမကြီးမားသောထိန်းချုပ်မှုနှင့်လွှမ်းမိုးမှုကိုရရှိရန်ဆွဲလန်းသွားခဲ့သည်စွမ်းအားကိုငတ်မွတ်ခိုးစားမှုကြောင့်သူသည်လက်စွပ်တစ်ဆက်ကွင်းဟုလူသိများသောတမတော်ကိုထူထောင်ခဲ့ပြီးတမိုင်းတစ်လျှောက်တိုင်းပြည်များကိုတိမ့်ပိုက်ခြင်းအစိုးရများကိုဖြိုဖျက်ခြင်းတို့ဖြင့်ရာစုနှစ်ပေါင်းများစွာကိုကုန်လွန်စေခဲ့သည်နှစ်ပေါင်းထောင်ပေါင်းများစွာတိုင်အောင်သူသည်မနားလန်းစွမ်းအားနှင့်တနှုတ်စာများကိုလိုက်လံရှာဖွေခဲ့သည်တနေ့တွင်သူသည်ထောက်ပေါက်ဟုခေါ်သောစမ်းကြဲသောရွာငယ်လေးအကြောင်းနှင့်အလွန်ကြီးမားသောစွမ်းအားရင်းမြစ်တစ်ခုအကြောင်းသိရှိခဲ့ရသည်ထိုမမြင်နိုင်သောရွာငယ်လေးသည်မနက်စိတ်ဝင်နေသောတစ်တော်နက်ကြီးတွင်ကွယ်ဝှက်နေသည်ဟုယုံကြည်ကြသည်ထိုနေရာမှလူများသည်ဖျားများ၏ရှေးဟောင်းတိုက်ခိုက်ရေးနည်းဗျူဟာများကိုကျင့်သုံးနေကြဆဲဖြစ်ပြီးဒဏ္ဍာရီလာတရဝများလည်းထိုနယ်မြေတွင်ကျက်စားလှည့်လည်နေကြသည်ဟုဆိုကြသည်ထိုစွမ်းအားကိုပိုင်ဆိုင်ရန်တနိဋ္ဌာန်ချကသူသည်ရွာကိုရှာဖွေရန်သူ၏လူများနှင့်အတူထွက်ခွာခဲ့သည်သို့သောတစ်တော်သည်မနက်စိတ်ဝင်နေပြီးလှည့်ဖျားမှုများပြင်းထန်နေသည့်ခရီးစဉ်တွင်သူတို့၏ယင်သည်နှက်ဆိုင်သော6ကမ်းပါးထဲသို့ပြုတ်ကျသွားခဲ့သည်အခြားသူများမကူညီနိုင်ဘဲဒုက္ခရောက်နေခြင်းတွင်သူသည်လက်စွပ်များ၏စွမ်းအားကိုအသုံးပြု၍လွတ်မြောက်ခဲ့သည်လက်မလျှော့ဘဲဆက်လက်ရှာဖွေခဲ့ရာတာလိုရွာ၏အဆောင်အကျက်ဖြစ်သူမင်းဝိုင်းနှင့်တွေ့ဆုံခဲ့သည်သူမထံမှရွာသို့သွားသောလမ်းကြောင်းကိုတောင်းဆိုခဲ့တော်လဲသူမကငင်းဆိုင်ခဲ့ပြီးသူကဲ့သို့သောသူမျိုးတို့ထိုနေရာတွင်နေရာမရှိဟုပြောကြားခဲ့သည်ထိုထိပ်တိုက်တွေ့ဆုံမှုသည်အလျင်မြန်ပင်တိုက်ပွဲတစ်ခုအဖြစ်သို့ပြောင်းလဲသွားခဲ့သည်တာလိုရွာ၏စမ်းကြဲသောစွမ်းအားများကိုအသုံးပြု၍သူမသည်သူ့အားလွယ်ကူစွာပင်အနိုင်ယူခဲ့သည်ရန်သူများဖြစ်ကြတော်လဲမထင်မှတ်ထားသောအရာတစ်ခုဖြစ်ပျက်ခဲ့သည်နောက်ဆုံးတွင်သူတို့ချစ်ကြိုက်သွားကြပြီးလက်ထက်ကရှမ်းချယ်နှင့်ဇေလင်းဟုခေါ်သောရင်သွေးနှစ်ဦးရရှိခဲ့သည်ပထမဦးဆုံးအကြိမ်ဖြစ်သူသည်စစ်မှန်သောမိသားစုတစ်ခုကိုပိုင်ဆိုင်ခွင့်ရခဲ့သည်သူသည်သူ၏အကြမ်းဖက်နည်းလမ်းများကိုဆွတ်လွတ်ကာလက်စွပ်များကိုတစ်တာထဲတွင်ထည့်၍တုတ်ခတ်ထားခဲ့ပြီးအေဂျင့်သောဘဝကိုရွေးချယ်ခဲ့သည်တနေ့တွင်ရှမ်းချီသည်သူ၏မိခင်အားထိုများလောက်အစွမ်းထက်သောသူကိုမိတို့အနိုင်ယူခဲ့သည်ဟုမေးမြန်းခဲ့သည်တာလိုရွာမှလူများသည်ထူးခြားစမ်းကြဲသောစွမ်းရည်များကိုပေးသနာသည့်မဟာကာကွယ်သူနဂါးကြီးကောင်းကြီးကိုရရှိထားကြောင်းသူမကရှင်းပြခဲ့သည်နဂါး၏မျက်နှာသာပေးမှုကိုရရှိသူတိုင်းသည်အံ့ဩဖွယ်ကောင်းသောအရာများကိုအကောင့်ထဲပေါ်နိုင်ကြသည်ထို့နောက်သူမသည်တားဖြစ်သူအားဆွဲသည့်တစ်ခုပေးခဲ့ပြီးလမ်းပြောင်းနေသည်ဟုခံစားရသည့်မြည်သည့်အချိန်မဆိုထိုဆွဲသည့်ကအိမ်သို့ပြန်ရောက်အောင်လမ်းပြပေးလိမ့်မည်ဖြစ်ကြောင်းနှင့်ထိုဆွဲသည့်ကိုအမြဲတမ်းဆောင်ထားတင်ကြောင်းပြောကြားခဲ့သည်အချိန်တန်ကြာမိသားစုသည်ပျော်ရွှင်စွာနေထိုင်ခဲ့ကြသည်သို့သောတနေ့တွင်သူအပြင်သို့ထွက်သွားစဉ်တမန်နီတိုင်းအဖွဲ့ဝင်များကသူတို့အိမ်ကိုတိုက်ခိုက်ခဲ့ကြသည်လွန်ခဲ့သောနှစ်များစွာကသူသည်ထိုကမ်းကိုအမြင့်ဖြတ်ရန်ကြိုးစားခဲ့ပူပြီးယခုခါလက်စားချေရန်ရောက်ရှိလာကြခြင်းဖြစ်သည်သူမသည်ကလေးများကိုအိမ်ထဲသို့အမြန်ပို့လိုက်ပြီးသူတို့နှင့်ရင်ဆိုင်ရန်သူမတဦးလည်းရှိသို့ထွက်လာခဲ့သည်ထိုအချိန်တွင်သူမသည်ရိုးရိုးရှင်းရှင်းဘဝကိုရွေးချယ်ခဲ့စဉ်ကတည်းကစွမ်းအားများကိုဆွန့်လွတ်ခဲ့ပြီးဖြစ်သဖြင့်စွမ်းအားများမရှိတော့ပေစွမ်းရည်များမရှိတော့သဖြင့်သူမသည်မိမိကိုယ်ကိုမကာကွယ်နိုင်ခဲ့ပဲတပ်ဖြတ်ခြင်းခံခဲ့ရလေသည်